အားလုံးပဲမင်္ဂလာပါ Head 3 Beginner ရဲ့ Unit 1 မှာဖြစ်ပါတယ် Unit 1 ရဲ့ခေါင်းစဉ်ကတော့ Hello တခုနဲ့တခုတယောက်နဲ့တယောက်နဲ့နှုတ်ဆက်တဲ့အခါမှာပြောကြတဲ့စကားပေါ့နော်အဲ့တော့ပထမအဦးဆုံးကဒီ Unit 1 မှာ grammar အနေနဲ့လေ့လာရမယ် vocab တွေ everyday English ဒီအခန်းမှာတော့ဒီ၃မျိုးလေ့လာရမယ်ဆိုတော့သူကဟိပြထားတာဖြစ်တယ်အဲ့တော့ဒီချိန်တို့သင်ခန်းစာမစခင်မှာintroduction video လေးကိုကြည့်ပါမယ် What's your name? What's your name? My name is Gladys. What's your name? My name is Angelo. What's your name? My name is Laura Frigotto. What's your name? I'm Tim. What's your name? My name is Shri. What's your name? My name is Michael and this is Kate. What's your name? My name is Agnes. What's your name? My name's Alf, and this is Sylvia. What's your name? I'm Edoardo. What's your name? My name is Jennifer, and this is Susan. What's your name? How are you? What's your name? My name is Malika. How are you? I'm fine, thank you. What's your name? My name is Morgan. How are you today? I'm very well, thank you. What's your name? My name is Ben. How are you? I'm very well, thank you. What's your name? My name is Ewan. How are you today? I'm really good, thank you. What's your name? My name is Connell, and this is Irving. How are you? I'm fine, thanks. What's your name? My name is James. How are you? I'm very well today, thank you. What's your name? My name's Kelly. How are you today, Kelly? I'm good, thank you. What's your name? My name is Furqan. How are you today? I'm fine, thank you. What's your name? I'm Renee. How are you today? I'm very good, thank you. How are you? What's your name? My name's Patrick. How are you today? I'm very well, thank you. ဒီချိန်ကို introduction video လေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ use your workbook for self study ဒီချိန်ကိုဒါကအခုဒီချိန်ကိုပြနေတဲ့ဟာလေးက student book ပေါ့နော် student book ကိုပြီးသွားတဲ့အခါမှာတခန်းချင်းစီက workbook ထဲကပါတယ်လေ့ကျင့်ခန်းတွေကိုလုပ်ပါလို့သူကပြောထားတာဖြစ်တယ်အဲ့တော့တခန်းပြရနဲ့ workbook ထဲကလေ့ကျင့်ခန်းတွေကိုလုပ်ပေးပါပထမအဆုံးဒီချိန်ကိုလေ့လာရမှာက what's your name ဆိုတော့ကိုယ့်နာမည်ကိုသူများမေးတဲ့အခါမှာကိုကဘယ်လိုပြန်ပြင်မလဲပေါ့ my name နဲ့ပဲဖြစ်ဖြစ် I'm နဲ့ပဲဖြစ်ဖြစ်ဘယ်လိုဖြစ်ဖြစ်ရပါတယ်ဒါဆိုလို့ရှိရင်ဒီချိန်ပထမအဆုံး audio လေးကိုဖွင့်ပြပါမယ် Headway 5th edition beginner students book by Liz and John Soares and Joe McCall. Published and copyright Oxford University Press 2019. CD1 1.1 Hello, I'm Mara. Hello, I'm Leo. Hello, I'm Nari. အခု grammar အနေနဲ့လေ့လာရမှာက am is ရဲ့ my you are ရဲ့အရင်စပြီးလေ့လာပါမယ် am is my you are နောက်တစ်ခု grammar အနေနဲ့ကတော့ဒီချိန်တို့ am ရဲ့ is ရဲ့ my ရဲ့ you are ရဲ့လေ့လာရမယ်ဒါကိုအသေးစိတ်မလေ့လာခင်မှာ number 1 မှာ read and listen ပါပါတယ်အဲ့တော့ listening မဖွင့်ပြခင်မှာ audio ဖွင့်မပြခင်မှာဗီဒီယိုလေးကိုခဏ pause လုပ်ထားပြီးတော့စာကြောင်းလေးတွေကိုဖတ်ကြည့်ပါ Okay ဒါဆိုလို့ရှိရင်စာကြောင်းဖတ်ပြီးပြီလို့ယူဆပါတယ် audio လေးကိုဖွင့်ပြပါမယ်နားထောင်ကြည့်ပါ 1.2
what's your name? Hello, I'm Serena. What's your name? My name's Tom. Hello, Tom. နောက်တစ်ခုဒီချေတို့ 1.2 မှာကကြတော့ဒီချေတို့ကိုပြောခြင်းတဲ့အခါမှာဒီချေတို့က I am ဆိုပြီးပြောရတယ်ပေါ့ဒီမှာဒီချေတို့ long form ရယ် short form ရယ်နှစ်မျိုးရှိတယ် long form ဆိုတာဒီချေတို့အရှိကောက်ရေးတာကိုပြောတာပါအရှိကောက်ဒီချေတို့အများသောအားဖြင့်ဒီချေတို့ဒါလေးကို writing မှာအသုံးများပါတယ် I am short form လေးကိုကြတော့စကားပြောတဲ့နေရာ speaking ပြောတဲ့အခါမှာ I am လို့မပြောဘဲနဲ့ I'm ဆိုပြီးတော့အတူကပြောကြပါတယ်နောက်တစ်ခု what is your name လို့မေးတယ်ဆိုတာတဲ့ what's your name ဆိုပြီးတော့ short form လေးကိုသုံးပြီးတော့လည်းမေးပါတယ်နောက်တစ်ခု names ဥပမာအဖြစ် my names ဆိုတာနဲ့ my name is ဆိုလို့ရှိရင် speaking မှာများတော့အဖြစ် my name ဆိုပြီးတော့ short form ကိုသုံးပြီးတော့ပြောတာများပါတယ်ဘာလို့လဲလို့ပြောလို့ရှင်တော့မဟုတ်လို့ပေါ့နော်စကားလုံးတိုင်းကိုအရှိကြီးပြောမယ်အစားစကားပြောတဲ့အခါမှာ contraction အချုံလိုက်တဲ့သဘောမျိုးနဲ့ပြောကြပါတယ်ဒါပေမဲ့ကိုကဒီစကားလုံးကိုမြင်တာနဲ့သူ့ရဲ့ long form ကိုသိထားရမယ်ဥပမာအဖြစ် I'm ဆိုတဲ့စကားလုံးကိုမြင်တာနဲ့ကိုကဒါက I am ကိုပြောမယ်သိထားရမယ်ဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ် number 3ကတော့ဒီချိန်တာ video class ဖြစ်တဲ့အတွက်အတူတူလေ့ကျင့်လို့တော့မရဘူးဒီချိန်နဲ့တူတူလေ့ကျင့်ကြည့်ပါမယ် Hello I am Lily Grace what's your name ကျောင်းသားတွေအဖြေကြည့်ပါ my name ဆိုပြီးတော့ကြည့်ရပါမယ် Okay ဒါဆိုတော့ခေါက်ထပ်မိမယ်ပေါ့နော် Hello I'm Lily Grace what's your name Okay good job ဒါဆိုလို့ရှိရင်တော့ရမယ်လို့ထင်ပါတယ် and is ဆိုတာတနည်းအားဖြင့်သူက verb to be အုပ်စုလေးမှာပါပါတယ် verb to be မှာတကယ်တော့တသမီ9ယောက်စကားလုံး9လုံးရှိပါတယ်ဒါပေမဲ့ဒီအခန်းမှာ am နဲ့ is နဲ့ကိုအရင်ဆုံးလေ့လာရမှာဖြစ်တယ် am ကဒီချေကကိုပြောတဲ့အခါမှာသုံးပါတယ်သူကအမြဲတမ်း I နဲ့ပဲတွဲပါတယ် I am I က is နဲ့လည်းမတွဲပါဘူးတခြားဘာသာလုံးနဲ့မှမတွဲပါဘူး I က am နဲ့ပဲတွဲပါတယ်နောက်တစ်ခု is ကတော့ဒီချေတို့ singular ရေးပဲတွေ့ရပါမယ် singular ဆိုတာကမြန်မာလိုဆိုရင်အနေကင်းကိုပြောတာပါဥပမာ Emily တယောက်တည်းဒါမှမဟုတ်လို့ရှိရင် Thomas တယောက်တည်းဒါမျိုးတယောက်တည်းကို is နဲ့တွေ့ပြရမှာဖြစ်ပါတယ်ဥပမာအဖြစ်သူတယောက်တည်းဆို he is သူမတယောက်တည်းဆိုရင် she is ဆိုတော့ဒီချေတို့မှတ်ထားရမှာက is ကဘယ်အချိန်မှာသုံးရမလဲဆိုရင် is ကို singular ဆိုလို့ရှိရင်တော့ဒီချေတို့ is ကိုသုံးပြရပါမယ်အခုဒီခန်းမှာပါတာက what is your name လို့ပါတာဖြစ်တယ်အဲ့တော့သူကဒီ words က what ရဲ့အရှိကောက်က what is လို့ပြီးတော့ရှေ့မှာပြောခဲ့တယ်။အဲ့တော့ဒီနေရာမှာဘာလို့ is ကိုသုံးတာလဲဆိုရင် your name နေရဲ့နာမည်ကို့မှာကနာမည်ကတစ်ခုပဲရှိတယ်နေရဲ့နာမည်တချို့တွေမှာတော့အိမ်နာမည်တွေအများကြီးပေါ့နော် nickname တွေရှိတယ်ဆိုပေမဲ့လည်းကိုယ့်ရဲ့တရားဝင်နာမည်ကတစ်ခုပဲရှိတယ်တော့ဒါကြောင့်မို့လို့ singular ဖြစ်တဲ့အတွက်ကြောင့်မို့လို့ what is your name လို့မြင်တာဖြစ်ပါတယ်အဲ့တော့ is ကမှတ်ထားရမှာကsingular နဲ့ပဲ is ကို singular နဲ့ပဲသုံးပါတယ်ဒါဆိုလို့ရှိရင်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုပြောချင်တာကကြတော့ my your သူ့ရဲ့အဓိပ္ပာယ်ကကြတော့ my တို့ပိုင်ဆိုင်မှုကြောင့်ပြတာဖြစ်တယ်ငါရဲ့ဟာနေရဲ့ဟာသူကပိုင်ဆိုင်မှုပါတယ်အဲ့တော့အရင်ဆုံးကိုနာမည်မေးလိုက်ပြီ what's your name နေရဲ့နာမည်ကဘာလဲဆိုဒီချိန်လို့မှတ်ထားရမှာက my တို့ your တို့ရဲ့နောက်မှာပိုင်ဆိုင်မှုဆိုရဲအရာတစ်ခုပါပါတယ်အခုဆိုရင်ဒီချိန်လို့နောက်မှာဘာလေးပါလာလဲဆိုရင်နာမည်နေရဲ့နာမည်ကဘယ်လိုခေါ်လဲ
ဒါမျိုးလေးတွေမိတယ်ပေါ့နော် what is your name နေရဲ့နာမည်ကဘာတူလဲဒါမျိုးမိရဲ့အဲ့တော့ဒီချက်လုံးမှတ်ထားမှာက my တို့ you တို့ကပိုင်ဆိုင်မှုကိုပြတဲ့အချိန်မှာသုံးရပါမယ် my name ငါရဲ့နာမည်ကဘယ်သူဖြစ်ပါလဲလို့ပြောချင်ရင် my name အတူကောင်းနဲ့ရေးချင်လည်းရတယ်အရှိကောင်းနဲ့လည်းရေးချင်လို့ရေးချင်လည်းရတယ်ဒါပေမဲ့ဒီမှာဒီချက်က အရှိကောင်းနဲ့ပဲရေးလိုက်မယ်ပေါ့နော် my name is Lily Graceဆိုတော့ဒါကဒီချက်ကငါကိုယ့်ရဲ့နာမည်က Lily Grace ဖြစ်ကြောင်းကိုပြောလိုက်တာကိုပိုင်ဆိုင်တဲ့အကြောင်းကိုပြောရမျိုးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီချက်ကနေရဲ့နာမည်ဆိုတာက yes you are ပါအဲ့တော့နေရဲ့နာမည်ကဘာတူလဲလို့မေးအပေါ်မှာဒီမှာသင်ခဲ့တဲ့အတိုင်းပဲ what is your name ဒါမျိုးကိုဒီချက်တို့ကပိုင်ဆိုင်မှုပြတာလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ငါရဲ့လွယ်အိတ်ဆိုဘယ်လိုပြောမလဲစဉ်းစားကြည့်ပါ yes my bag ဒီချက်ကအခုက beginner တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့စကားလုံးတွေကိုစလုံးမပေါင်းတက်လဲအတန်ထွက်တက်တယ်ဆိုလို့ရှိရင်ခဏပြောကြည့်ပါပါးစပ်ကနေစဉ်းစားကြည့်ပါ my bag နေရစာအုပ်ဆိုလို့ရှိရင် yes your book ဒါမျိုးလေးခဏပြောကြည့်ပါစဉ်းစားကြည့်ပါဒါဆိုလို့ရှိရင်ဒီနေ့အတွက် am ရဲ့ is ရဲ့ my ရဲ့ you ရဲ့နားလည်မယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ see you next lesson bye bye